ရှင်းလို့တည်ပြီးပြီလားကျမတို့ TikTok ကလေ follower တွေလည်းချပြတယ်လို့ view တွေလည်းမပေးတော့ဘူး video တွေလည်း view လုံးဝမတက်တော့ဘူးကျမရမ်းစိတ်ညစ်လို့ video တွေမတင်တာလည်းအရင်ကြာသွားပြီပေါ့နော်ဒါပေမဲ့လည်းသူ view မပေးလဲတင်ဆက်ရှိရတရားမှာဖြစ်တဲ့အတွက်ကျမဒီနေ့ကတော့ဒီရှေ့ဆုံးမှာပြခဲ့တဲ့မျိုးပဲလိပ်ပြလေးနဲ့ make up လွတ်လေးပြင်ပြပေးထားပါတယ်အရင်အသေးစိတ်ယူတော့မဟုတ်ဘူးပေါ့နော်ပြီးတော့လေပြည့် TikTok account က follower 10k ကျော်သွားပြီဒါပေမဲ့ပြည့်ခုဒီ monetization မလျှောက်ရသေးဘူးပေါ့နော်အဲ့တော့ဘယ် account မှာဘယ်သူစီမှာပေါ့နော် monetization လျှောက်ရင်အဆင်ပြေလဲဆိုတာလေးပြ recommend လုပ်ပေးပါပြည့် monetization လျှောက်ရှင်တော့တွေးချပါပေါ့နော်ဒီမှာကြီးပြင်ပြနေတာ make up လို့ကြီးပြင်ပြနေပြီးတော့ဘာကြီးပြောနေမှလည်းမသိဘူးဆိုတော့အမှန်တိုင်းပြောရင်ကျမကဘာပြောလို့ပြောမှမသိလို့ပြောချင်တယ်ရှောက်ပြောနေတာဟေး make up တစ်ခါပြင်အနောက်ကအတန်ထိပ်ဘာပြောလို့ပြောမှလည်းမသိတခြားဘလော့ကကောင်းမလေးတွေမျိုးကင်မရာထောင်ပြီးတစ်ခါလေးစကားပြောရအောင်လေစကားပြောရင်အဲ့လိုပေါ့နော်ဟိုလိုလေးသိတယ်မဟုတ်လားအဲ့လိုပြောနေရတဲ့နေဘာမှရှေ့ဆက်ပြီးမပြောနိုင်တော့ဘူးပေါ့နော်အဲ့တော့ voice over နဲ့အတန်ထည့်မယ်ဆိုတော့လေခုလိုမျိုးပေါ့နော်ပြင်ပြနေတာတခြားပြောနေတာတခြားလိုလေးဖြစ်တယ်ပေါ့နော်ဗီဒီယိုထဲမှာလည်းဘယ်ရုပ်ဒုက္ခတွေလုံးလိုက်စကားပြောရလဲဘယ်ရုပ်ဒုက္ခတွေဖြစ်နေလဲကျမရဲ့ဗီဒီယိုကြီးကအရင်တော့ဘယ်ရုပ်ဒုက္ခတော့စန့်နေတယ်ဒါပေမဲ့လည်းကြည့်လိုက်ပါရုပ်ကလေးကလှရည်လीနော်ကျမလိုမျိုးချစ်စရာကောင်းတဲ့သူတွေကဘယ်လိုလုပ်တင်တယ်ဆိုတာရှင်တို့ခုရုံးမိမဟုတ်လားခုပြင်ပြနေတဲ့ဗီဒီယိုတွေက make up look ကကြတော့ပြည်ရှိမှာဗီဒီယိုလေးတင်ထားရပေါ့နော် TikTok လေးလည်းဆော့ထားတယ် make up look နဲ့ဒါပေမဲ့ဒီဟာ tutorial လေးအနေနဲ့ပြန်တင်မလို့ပြန်တင်နေဆိုတာလေးလေဗီဒီယိုကရမ်းကြာနေဒါပေမဲ့ကျွန်မမအားလို့ဒီနေ့မှ edit လုပ်ပြီးတော့ဒီနေ့မှပြန်တင်ရပါပေါ့နော်ပြီးတော့ဗီဒီယိုတွေက view လည်းရမ်းကြာနေတယ် TikTok account ကနေတိတ်ပြီးအဆင်ပြေမနေတဲ့ခါကျတော့တေးစိတ်ကမရှိဘူးအဲ့လိုဖြစ်သွားတာဗီဒီယိုတွေကို FIP ပေါ်မရအောင်လုပ်တယ်ပြီးတော့ကျတော့ဖြတ်ချရတယ်တိလားကျမကအများကြီးပဲပြန်လျှောက်ထားရတယ်တချို့ဗီဒီယိုတွေဆိုရင်inspire ဖြစ်သွားလို့ပြန်လျှောက်လို့မရတဲ့ဟာတွေလည်းရှိတယ်အဲ့တော့ကျမဖြတ်လိုက်ရတယ် only မီလုပ်လိုက်ရတယ်အဲ့လိုတွေဆိုတော့ဗီဒီယိုတင်ရတာတွေကမှုမဝင်တော့ဘူးပေါ့ကွယ်အဲ့လိုလေးဖြစ်သွားလို့ဗီဒီယိုတွေအသစ်တွေမတင်ဖြစ်တာပါနောက်ပိုင်းကျရင်ဗီဒီယိုတွေအများကြီးတင်ပေးပါမယ်ရှင်ပြီးတော့ Zodiac sign နဲ့ပတ်သက်တဲ့ make up လေးပြန်လုပ်ရင်ကောင်းမလားလို့လည်းစဉ်းစားမိရပေါ့နော်အဲ့တော့ပြန်လုပ်တင်မလုပ်တင်နေလည်းပြည့်အကြံလေးပေးခဲ့ပေးပါဘယ် Zodiac sign ရဲ့ make up လေးဘယ် Zodiac sign ရဲ့အကြောင်းလေးသိချင်လဲဆိုတာပြည့်မှတ်ခဲ့ပြီနော်ပြီးတော့ make up လိမ့်တာနဲ့ပတ်သက်တဲ့ do or don't လေးတွေ tips လေးလည်းကြည့်လုပ်ပေးမယ်ပေါ့နော်ဗီဒီယိုလေးတွေကိုအဲ့တော့နောက်ပိုင်းအတွက်အများကြီးစောင့်ကြည့်ပေးပါကဲအဲ့ဆိုရင်အခုဗီဒီယိုလေးကိုပဲတေချာလေးအံ့ရောစိုက်ပြီးတော့ကြည့်လိုက်တော့နော်ဒီကတရှင်းလေးဖွင့်ပေးပါမယ်줄